ဂျာစီအစ်နီးပြအစ်နဲ့အပိုင်ကစ်တော့မဲ့မန်ယူ အားလုံးပဲမင်္ဂလာပါ United Icon ကနေကြိုဆိုလိုက်ပါတယ် Champions League ဝင်ခွင့်ရတာတွေမကပဲနီးပြတစ်နဲ့ယာတီတစ်ဂျာစီတွေအထိဘာတွေထူးခြားနေလဲဆိုတာဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ဒီနေ့မှာပဲ Adidas ကနေ Man U ရဲ့2026-2029 ယာတီတစ် Home Kit ကိုတရားဝင်မိတ်ဆက်လိုက်ပါတယ်ဒီဂျာစီဟာ1980ခုနှစ်တည်းကကန်ဒဝင်းဒီဇိုင်းကိုအခြေခံထားတာဖြစ်ပြီးပခုံးပေါ်မှာအဖြူရောင်အစင်း3စင်းနဲ့တကယ့်ကို classic ဆန်တဲ့အသွင်ပြင်ရှိပါတယ်အဖြူရောင်ဘောင်းပြီးအနက်ရောင်ချီအိတ်တွေနဲ့ပြန်လာတာဖြစ်လို့ပရိသတ်တွေကြားမှာတော့ဒီဒီဇိုင်းကတော်တော်လေးရေပန်းစားနေပါတယ်ခေခေါင်းပုံစံကိုကြိုက်တဲ့ပရိသတ်တွေအတွက်တော့ဒါကအကြိုက်တွေ့စေရပါပဲဒုတိယအချက်ကတော့အားလုံးစိတ်ဝင်စားနေတဲ့နီးပြသတင်းပါနီးပြ Ruben Amorim ထွက်သွားပြီးနောက်ပိုင်းကြားဖြတ်နီးပြအဖြစ်တာဝန်ယူခဲ့တဲ့ Michael Carrick ကအသင်းကိုအဆင့်3အထိပို့ဆောင်ပေးနိုင်ခဲ့ပါတယ်အခုတော့အသင်းတာဝန်ရှိသူတွေဖြစ်တဲ့ Wilcox နဲ့ Barada တို့က Carrick ကိုအမြဲတမ်းနီးပြအဖြစ်ခန့်အပ်ဖို့တရားဝင်ဆုံးဖြတ်လိုက်ပြီလို့ The Athletic ကအတည်ပြုထားပါတယ် Carrick ရဲ့လက်အောက်မှာကစားသမားတွေကပိုပြီးယုံကြည်မှုရှိလာသလိုကစားကွက်ကလည်းပိုပြီးကြည့်ကောင်းလာတာကိုအားလုံးသတိထားမိကြမှာပါတတိယအချက်ကတော့လာမယ့်တနင်္ဂနွေနေ့ Nottingham Forest နဲ့ပွဲမှာဒဏ်ရာကြောင့်နားနေရတဲ့ Casemiro နဲ့ Benjamin Sesko တို့ပြန်ပါလာဖို့ရှိနေတာပါပဲဒါဟာယာဒီပိတ်ပွဲတွေအတွက်အင်အားကြီးတစ်ခုဖြစ်လာမှာပါဒါအပြင်အပြောင်းရွှေ့အတွက်လဲ Nottingham ကကွင်းလယ်လူ Elliot Anderson ကိုခေါ်ယူဖို့ Man U ကအလီးနဲ့စတင်ကြိုးပမ်းနေပါပြီသူဟာအသက်ငယ်သေးတယ်လို့ Premier League အတွေ့အကြုံလည်းရှိတာကြောင့် Man U ကွင်းလယ်အတွက်အားကိုးရမယ့်သူဖြစ်လာနိုင်ပါတယ်ကဲ Michael Carrick ကိုအမြဲတမ်းနီးပြအဖြစ်ခန့်လိုက်တာကိုသဘောတူကြလားယာဒီတစ်ဂျာစီကိုရော10မှတ်မှာဘယ်နှမှတ်ပေးခြင်းကြလဲ comment မှာရေးခဲ့ပါဦး Man U သတင်းတွေကိုနေ့စဉ်သိရဖို့ကျွန်တော် channel ကို follow လုပ်ထားဖို့လည်းမမိနဲ့အောင်နော်ကြည့်ရှုပေးသူတဦးချင်းစီကိုကျေးဇူးတင်ပါတယ်